မေတ္တာဤစွမ်းအားများတပ္ပုရိတတုတ်သူတော်ကောင်းသည်လူသားအလုံးဤအကျိုးကိုဆောင်၏မြတ်စွာဘုရားသည်ယဟန်အပေါင်းအားဤတရားကိုဟောတော်မူခဲ့သည်ချစ်သားတို့မိုးကြီးရွာချခြင်းသည်ကောက်ပဲသီးနှံတို့ကိုပုံမူဖြစ်ထွန်းလာစေတကဲ့သို့ပင်သူတော်ကောင်းတဦးမိမိ၏မိသားစုဝင်အတွင်း၌ဖြစ်ပေါ်လာခဲ့လျင်ထိုသူတော်ကောင်း၏မေတ္တာစွမ်းအားကြောင့်များစွာသောလူအပေါင်းနှင့်တိုင်းပြည်အုပ်ချုပ်သောမင်းအတွက်ပင်ကြီးပွားခြင်းချမ်းသာခြင်းများကိုဖြစ်ပေါ်စေနိုင်သည်ဟုမိန့်တော်မူသည်သူတော်ကောင်းဖြစ်သူသည်ကြီးစွာသောမေတ္တာဖြင့်အမိအဖတို့ကိုအမြဲပူဇော်ကြော့သည်ယဟန်တန်ဃာတို့ကိုလည်းပူဇော်ကြော့သည်သူတော်ကောင်းများကိုလည်းပူဇော်ကြော့သည်တိုင်းပြည်အုပ်ချုပ်သောမင်းကိုလည်းပူဇော်ကြော့သည်ဆွေမျိုးသားချင်းတို့ကိုလည်းပေးကမ်းစွန့်ကြဲသည်သူတော်ကောင်းဖြစ်သူသည်အလုံးစုံသောလူအများ၏အကျိုးစီးပွားကိုဖြစ်ထွန်းစေသောသူဖြစ်သည်သူတော်ကောင်းဖြစ်သူသည်မေတ္တာစိတ်ပြေဝနေသဖြင့်မနာလိုဝင်တူခြင်းနှမျောတွန့်တိုခြင်းများမရှိသောကြောင့်အေးငြိမ်းသောနိဗ္ဗာန်သို့မျက်မှောက်ပြုနေရသည်ဟုမိန့်တော်မူသည်